ဘန်ဒါဆန်ဝေးကတိုက်ခန်းအဆောက်အုံတစ်ခုကိုဝင်ရောက်စီးနင်းဖမ်းဆီးရမှာဖမ်းဆီးမခံရအောင်ဒေသခံဖြစ်ပါတယ်လို့ပြောခဲ့တဲ့တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတဦးဟာနိုင်ငံတော်တချင်း network ကိုမဆိုနိုင်ခဲ့တဲ့အတွက်ဖော်ထုတ်ခံခဲ့ရပါတယ်။အစောပါအသက်30ဝန်းကျင်ရှိတဲ့အမျိုးသားမတင်ငါသူတဦးဟာည9နာရီကစတင်ခဲ့တဲ့စစ်ဆေးမှုမှာနိုင်ငံသား1590ဦးကိုစစ်ဆေးခဲ့ရကနေလူဝင်မှုကြီးကြပ်ရေးဆိုင်ရာသူ့အမျိုးမျိုးနဲ့ဖမ်းဆီးခံရတဲ့တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ1590ဦးတွေကတဦးဖြစ်ပါတယ်။လူဝင်မှုကြီးကြပ်ရေးဒုတိယညွှန်ကြားရေးမှူးချုပ်စစ်စင်ရေးဂျက်ဖရာအမ်ဘုတ်ထဲကအဆိုပါကြီးစားစစ်စင်ရေးမှာလူဝင်မှုကြီးကြပ်ရေးဝန်ထမ်း139ဦးပါဝင်ပြီးအထွေထွေစစ်စင်ရေးတပ်ဖွဲ့ဝင်နေရာပီတာလင်းကြာရမြို့နယ်ကောင်စီဝန်ထမ်း40အမျိုးသားမှတ်ပုံတင်ဌာနအရာရှိ6ဦးနဲ့အရက်ဘက်ကာကွယ်ရေးတပ်ဖွဲ့မှ9ဦးတို့ကကူညီခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ဖမ်းဆီးခံရသူအားလုံးအမျိုးသား482ဦးနဲ့အမျိုးသမီး125ဦးတို့ဟာအသက်17နှစ်ကနေ59နှစ်အတွင်းရှိပါတယ်လို့စစ်စင်ရေးအပြီးမှာသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။အဆိုပါစစ်စင်ရေးကိုပြည်သူတွေစီကနေအဲ့ဒီ area မှာနိုင်ငံသားတွေနေထိုင်နေတဲ့ဆိုတဲ့တိုင်ကြားချက်တွေရရှိပြီးနှစ်ပတ်ကြာထောက်လှမ်းရေးအချက်လက်တွေစုဆောင်းပြီးနောက်ဆောင်ရွက်ခဲ့တာလို့သူကပြောပါတယ်။ဒီစစ်ဆေးမှုအတွင်းဖမ်းဆီးခံရတဲ့နိုင်ငံသားတချို့ဟာဒေသခံဟန်ဆောင်တာအပြင်ငါးထက်ကနေခုံချဖို့ကြိုးစားပြီးအသက်အန္တရာယ်ကိုစွန့်စားခဲ့ကြပေမဲ့တာဝန်ကျအရာရှိတွေကတားဆီးနိုင်ခဲ့ပါတယ်။ဂျက်ဖရာကတွေ့ရှိရတဲ့ပြစ်မှုတွေထဲမှာတပ်တီခံစာရွက်စာတမ်းမရှိတာတတ်မှတ်ထားတဲ့ကာလထက်ကျော်လွန်နေထိုင်တာအတိမတ်မပြုထားတဲ့ကတ်တွေကင်ဆောင်တာလူဝင်မှုကြီးကြပ်ရေးအဥပဒေ1959/63 passport အဥပဒေ1966နဲ့လူဝင်မှုကြီးကြပ်ရေးစီမင်း1963တို့ကိုချိုးဖောက်တာတွေပါဝင်တယ်လို့ပြောပါတယ်။ဖမ်းဆီးခံရသူအလုံးကိုစမ်းမရရှိလူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းကိုပုံမစုံစမ်းစစ်ဆေးဖို့ပို့ဆောင်ခဲ့တယ်လို့လည်းသူကထပ်လောင်းပြောကြားခဲ့ပါတယ်။ဂျက်ဖရာကကနအူးစုံစမ်းစစ်ဆေးမှုတွေအရဒေသခံအချို့ဟာသူတို့ရဲ့တိုက်ခန်းတွေကိုတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုငှားရမ်းထားတာတွေ့ရှိရတယ်လို့ပြောပါတယ်။အိမ်တလုံးရဲ့ငှားရမ်းကားက ringgit 1110ကနေ1300အထိရှိတယ်လို့သိရပြီးတချို့အိမ်တွေကိုအခန်းတွေခွဲပြီးတစ်ခန်းကို ringgit 280နဲ့ငှားရမ်းထားတာမျိုးလည်းရှိပါတယ်လို့သူကပြောကြားခဲ့ပါတယ်။